ချင်းတွေကလူသွေးတစ်ဆက်တောက်နိုင်ဖို့ဘလောက်တောင်အလုပ်ကြိုးစားရတယ်ဆိုတာသိကြလားလူသားတွေတုံးတဲ့လက်နက်မျိုးစုံကိုရင်ဆိုင်နိုင်ဖို့အတွက်နှစ်တိုင်းချင်းစစ်တပ်ကတူမှာပြင်းထန်တဲ့စစ်တင်တန်းတွေတက်ရပါတယ်တင်တန်းပြီးအောင်လက်မဲ့ရတဲ့ချင်းတွေပဲလူကိုတွားကိုက်ခွင့်ရရှိပါတယ်ပထမဆုံးဝင်ခွင့်စမ်းသပ်ချက်ကတော့အသက်ရှူစစ်ဆေးခြင်းပါကိုလက်ကျန်ခိုင်မှုမပြည့်မီတဲ့ချင်းတွေကိုတော့ချက်ချင်းထုတ်ပယ်လိုက်ပါတယ်မနက်အာရုံတက်တိုင်း2နာရီကြာအပြေးလေးကျင့်ပြီးနောက်မြေအောက်စာတင်ကန်းမှာတင်ကန်းစာတက်ရပါတယ်ချင်းတကောင်အနေနဲ့ပထမဆုံးသိထားရမှာကလူခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာသွေးအများဆုံးစီးဆင်းနေလဲဆိုတာပါပြီးတော့လက်တွေ့တိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေစတင်ပါတယ်တင်တန်းကအရန်ကြမ်းတမ်းပြီးအစိမ့်ငွေတွေကြားမြေပေါ်မှာဝမ်းလျားထိုးသွားရတယ်လို့အမားတစ်ချက်လုံးမိတာနဲ့အသက်ဆုံးရှုံးနိုင်ပါတယ်အဲ့ဒီနောက်လက်နဲ့ရိုက်တာကိုရှောင်တဲ့လေ့ကျင့်ခန်းတွေရုတ်တရက်ဆရာတွေဝင်တိုက်တဲ့စမ်းသပ်မှုတွေကိုလည်းအောင်မြင်ရပါတယ်လူတွေထောင်ထားတဲ့ထောင်ချောက်တွေကိုကြော်ဖြတ်နိုင်မှုကျိုးတန်းပေါ်မှာလည်းလေ့ကျင့်ရပါတယ်အမြင့်ကြောက်တဲ့ချင်းတချို့ကတော့ကျိုးမသုံးပဲသူတို့ရဲ့ကိုယ်ပိုင်လှုပ်ရှားမှုတွေနဲ့ရှောင်တိန်ကြပါတယ်နောက်ဆုံးမှာတော့ပိုးသက်စေးတန်ခံနိုင်ရည်ကိုစမ်းသပ်တဲ့အလုံးပိတ်ခန်းထဲဝင်ရပါတယ်မခံနိုင်တဲ့သူတွေကိုချက်ချင်းဖြုတ်ပစ်လိုက်ပါတယ်နောက်ပေါင်းများစွာအပြင်းထန်လေ့ကျင့်ပြီးတဲ့နောက်ချင်းတွေဟာလုံးဝပြောင်းလဲသွားကြပါတယ်အတော်ဆုံးချင်းတွေကဂုံပြူလက်မှတ်နဲ့တောင်းပန်အသစ်ကိုရရှိပြီးအထူးတပ်ဖွဲ့ဝင်တွေဖြစ်လာကြပါတယ်မကြခင်မှာပဲသူတို့ရဲ့ပထမဆုံးတာဝန်ကိုလက်ခံရပါတယ်ဒီတစ်ခါပြစ်မှတ်ကတော့ရင်ရိုက်တက်ကင်ထားတဲ့ထိပ်ပြောင်မျိုးသားတစ်ယောက်ပါဒါပေမဲ့သူကလွဲတဲ့ပြိုင်ဘက်မဟုတ်ပါဘူးသူ့အိမ်တစ်ဝိုက်လုံးကိုကာကွယ်ရေးကွန်ရက်တွေနဲ့ပိတ်ထားပြီးလက်နက်မျိုးစုံနဲ့အသင့်ပြင်ထားပါတယ်ဒါပေမဲ့ချင်းတပ်ဖွဲ့ကလည်းအစီအစဉ်ပြည့်နဲ့ရောက်လာပါတယ်ရေတက်ကြီးတက်နဲ့လေတက်ဆိုပြီးသုံးဖွဲ့ခွဲကတိုက်ခိုက်ဖို့စီစဉ်ထားကြပါတယ်အရင်ဆုံးကင်းထောက်တကောင်ကိုဆေးလွတ်ပြီးသတင်းစုဆောင်ခိုင်းပါတယ်သူကဒဏ်ရာရပြီးပြန်လာနိုင်ပေမဲ့တာဝန်တော့အောင်မြင်ခဲ့ပါတယ်ကံမကောင်းစွာနဲ့နောက်ဆုံးမှာပင့်ကူခမ်းမိပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်ပြစ်မှတ်အကြောင်းအချက်လက်ပြည့်စုံသွားတာနဲ့ချင်းတပ်ဖွဲ့ဟာ9-15အဆင့်လောင်စာဖြစ်ပြီးစစ်စင်ရေးစတင်ပါတယ်တန်တရားမဖြစ်စေဖို့ချင်းတိုင်းကပန်းလေးတစ်ပွင့်ကင်ထားကြပါတယ်ဒီအချိန်မှာတော့ထိပ်ပြောင်မျိုးသားကအခန်းထဲမှာသတင်းစာဖတ်ရင်းအေးအေးဆေးဆေးထိုင်နေပါတယ်ချင်းစစ်သားတွေကနေရန်ကိုတဖြည်းဖြည်းတက်ပြီးတန်ပေါင်ကိုဖျက်ဆီးဖို့စတင်ကြပါတယ်တစ်ဖက်မှာလည်းလေတက်ချင်းတွေကအပေါ်ကနေအရှိန်နဲ့ထိုးဆင်းပြီးတစ်ချက်တည်းနဲ့လူကိုအောင်မြင်စွာကိုင်နိုင်ခဲ့ပါတယ်နာရီပေါင်းများစွာတိုက်ပွဲပြင်းထန်စွာဆင်နွှဲပြီးနောက်ချင်းတပ်ဖွဲ့ဟာအောင်ပွဲခံကအခြေစိုက်စခန်းကိုပြန်လည်ဆုတ်ခွာသွားခဲ့ကြပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်